နေ့မှာထောင်သားတွေရတဲ့သမင်းသားချိန်မှာထောင်မှာဆင်းလာပါတယ်တဲ့အဲ့ဒါနဲ့ထောင်သားရထွက်ပြီးတော့အားနဲ့အကျဉ်းသားဟိုကြီးလောက်ပါတယ်တဲ့လောက်ပဲနဲ့အပြင်ကထောင်သားတွေရတဲ့အားနဲ့ထောင်သားတွေကိုတဲ့နိုင်ကျစ်ဂိုင်းနဲ့နှိပ်ဆက်ဒီနိုင်ကျစ်ပါတယ်အားနဲ့ကျောင်းသားအားနဲ့အကျဉ်းသားလည်းဖက်ပြေးပြီးတော့ခိုင်းတခိုင်းနဲ့ဝင်လိုက်တာအဲ့ဒီမှာလည်းအကျဉ်းသားတွေရှိပါတယ်အားနဲ့သူလည်းပြန်ထွက်ပြေးခဲ့ရတယ်အဲ့လိုနဲ့ပဲအကျဉ်းသားတွေအများကြီးနှိပ်ဆက်ပြီးဒီခံရပါတယ်အားတော့သူနှိပ်ဆက်အားရဖြတ်ရတော့ရနေလက်ပြီးရတယ်သူနှိပ်ဆက်ခံနေရပြီးတော့နာခံပြီးသူ့ခန်းနဲ့ပဲသူပြန်ဝင်သွားပါတယ်သူ့ခန်းနဲ့ရောက်တော့သူလည်းတော်ထိတ်လန့်ပြီးတော့ကြောက်နေပါတယ်သူအားနဲ့ပဲသူတပင်းချလိုက်ပါတယ်နောက်နေ့ရောက်တော့သမင်းထောင်သားရသမင်းသားပြင်ရောက်နေပြီသမင်းသားရထောင်သားရအဲ့ဒါနဲ့လည်းအားနဲ့အကျဉ်းသားလည်းသမင်းသားဖို့သူလာတဲ့အစားအစာတွေကိုကျင်းသားတွေကသူပြီးတော့နှိပ်ဆက်ပြီးတော့ယူလိုက်တယ်ပြီးနှိပ်ဆက်လိုက်ပါတယ်အဲ့လိုနဲ့ပဲအင်အားကြီးရဲ့ကျင်းသားရောက်ချလာပါတယ်အားနဲ့ကျင်းသားလည်းနည်းနည်းလန့်သွားပါတယ်အဲ့လိုနဲ့ပဲအင်အားကြီးရဲ့အကျင်းသားသူ့ရဲ့အစာတွေသပွဲပုံမှာအရင်ဆုံးချပါတယ်ပြန်ကြည့်လိုက်ပါတယ်လုံးဝချပြီးအားနဲ့အကျင်းသားကိုထိုးလိုက်ပါတယ်အားပြင်းပြင်းနဲ့ထိုးတာမဟုတ်ဘူးပြစ်လိုက်တော့တွင်းချောင်းပါတယ်အဲ့လိုနဲ့ပဲတမောင်ကလည်းကြာကြာဖြစ်သွားပါတယ်အားနဲ့ကျင်လာတဲ့တွင်းထွက်သွားပြီးတော့ပြီးတော့တစ်ခုမှသွားကတ်နေပါတယ်အဲ့လိုလည်းပဲပြန်ထလာတော့အားနဲ့ကျင်လာတဲ့ထိတ်လန့်သွားပါတယ်ကြောက်နေပါလားအဲ့လိုလည်းပဲဟိုကောင်ကြီးကထိုးတော့မလို့ပဲလုပ်သေးရဲ့ပရိတ်တကောင်သူ့လက်ပေါ်ကျလာပါတယ်ဘေးကအာကြီးရဲ့အကျဉ်းသားရုပ်ပြီးပဲအာကြီးရဲ့အကျဉ်းသားလည်းထိတ်လန့်သွားပါလေအာကြီးရဲ့အကျဉ်းသားလည်းထိတ်လန့်ပြီးတော့သတိလစ်သွားပါလေအဲ့လိုနဲ့ပဲထောင်သားတွေကအားနဲ့အကျဉ်းသားကိုဝိုင်းကြည့်နေတာပါလေအထက်ကဗာများသူကလည်းဆိုပြီးဘေးကသူ့ကိုခုံသွားနေသေးပါလေအကျဉ်းသားရအားလုံးကလည်းသူ့ကိုဝိုင်းကြည့်နေပါလေအဲ့လိုနဲ့ပဲအားနဲ့အကျဉ်းသားတွေအကုန်လုံးချောက်လိုက်ပါလေ Gangsta boogie Gangsta boogie အဲ့လိုပဲအားနဲ့ကျင်းသားပါဟိုကအဲ့ထောက်မှာတော့လူမိုက်ဖြစ်လာပါတယ်လူမိုက်ဖြစ်နေသူ့ဘောတော့ကြောက်နေရပါတယ်ကျင်းသားတွေကသူ့တကားဖွင့်ပြီးဘောတော့ကြောက်နေရပါတယ်သူ့မျက်စိနဲ့အောင်မကြည့်ရဲပါဘူးအဲ့သူရှောက်သွားရင်လည်းသူအပြင်ရောက်လာပါတယ်အပြင်မှာလည်းသူ့မျက်စိနဲ့မကြည့်ရဘူးပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုတော့ဒါပေမဲ့သူလည်းရှောက်ပြီးတော့လုံနေတယ်လို့နဲ့ပဲအင်အားကြီးရဲ့အသေးသားတွေရောက်ချလာခဲ့ပါတယ်အင်အားကြီးရဲ့အသေးသားကလည်းကြောက်နေသူဟိုနဲ့ခါထားပါတယ်သူပွင့်လိုက်တော့အင်အားကြီးရဲ့ကျင်းသားပရိတ်ကိုလိုက်ရှာရမယ်မတွေးခဲ့ပါဘူးမတွေးခဲ့တော့သူကထိုးတော့မယ်လှုပ်တော့မှာပဲဝေတုံးနဲ့ထိုးတော့မယ်လှုပ်တော့မှာပဲပြီးကခေါင်းပေါ်ပေါ်လာပါတယ်အဲ့လိုနဲ့အင်အားကြီးရဲ့အကျဉ်းသားလည်းမူလေးပြီးတတိပြန်လစ်သွားပါတယ်ပြီးတော့သူ့ဖေးလက်ပဲကျိုးနဲ့ချီပြီးတော့ထောင်လေးကိုခေါ်ရပါတယ်အဲ့လိုနဲ့အားနဲ့အကျဉ်းသားကအင်အားကြီးရဲ့အကျဉ်းသားကိုသူအကျဉ်းသားထဲမှာမကြည့်တဲ့လူကြီးရှိတော့ဝိုင်းထိုးခိုင်းပါတယ်အဲ့လိုခေါ်ပြီးတော့အမအင်အားထဲမှာကိုမကြည့်တဲ့လူကြီးကိုသူကအဲ့အင်အားကြီးရဲ့ကျင်းသားကိုထိုးရထိတ်တယ်ထိုးရချိန်ခိုင်းလိုက်ပါတယ်လို့နဲ့ပဲဗီဒီယိုလေးကဆုံးသက်သွားပါပြီကျေးဇူးပါ